ဟာတာလူရွှေတော်ပန်းသီးကိုတက်တဲ့နောက်ွယ်ကတရားခံကိုသိရပြီဆိုတဲ့သတင်းအကြောင်းရပါအဲ့တော့အားလုံးသိကြတဲ့အတိုင်းလူအများကိုပျော်ရွှင်ရဲမောက်လှုပ်ပေးနိုင်ခဲ့တဲ့ဒါဟာတာလူရွှေတော်ပန်းသီးကတော့ကျန်ခဲ့တဲ့နေရကရင်ပဲဘဝတစ်ပါးသို့ပျောက်ရွှေ့ကွယ်လွန်ခဲ့ရပြီပဲဖြစ်ပါတယ်အဲ့လိုကွယ်လွန်သွားတဲ့အချိန်မှာပန်းသီးကိုချစ်ခင်မြတ်နိုးကြတဲ့အမှုပညာရှင်မောင်သမားတွေကတော့နော်ပန်းသီးတည်ဆုံးရတာဟာနော်သူကိုယ်တိုင်တော့မထင်မှတ်ထားတဲ့ကိစ္စဖြစ်တယ်ဆိုပြီးတော့ဒါထုတ်ဖော်ပြောဆိုလာကြပဲဖြစ်ပါတယ်ပန်းသီးကဆေးရုံတက်အပြီး2ရက်အကြာမှာအခုလိုပဲကွယ်လွန်ခဲ့ရလည်းဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှလူရှင်တော်ကြီးနော်တရုတ်ဆောင်ဇာကနာကတော့ပန်းသီးတည်ဆုံးရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူ့မှာအပြည့်အဝတာဝန်ရှိတယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်အခုလိုဇာကနာပြောလိုက်တဲ့သတင်းအကြောင်းအရာဆိုရင်လူမှုကွန်ရက်မီဒီယာတွေမှာဟိုးလေးတချို့ပြန့်နှံ့သွားခဲ့ပြီးတော့မှအဲ့တော့ပန်းသီးကိုတက်လိုက်တာဘယ်သူများလဲဆိုပြီးတော့အားလုံးကသိကျင်နေကြပဲဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဇာကနာကတော့နော်ပန်းသီးဟာချန်ခဲ့တဲ့2နှစ်လောက်ထဲကဆေးရုံမှာဆေးစစ်ခဲ့ပြီးတော့မှအဲ့အချိန်မှာသူ့မှာအသက်ရောင်အသက်ဝါဘီပိုးရှိနေဆိုတာသိခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့ဇာကနာကတော့ပန်းသီးအခုလိုအသေးရောင်အသေးဝါဘီပိုးရှိရတဲ့ပတ်သက်ပြီးတော့မှသူကိုယ်တိုင်ကဆရာဝန်တယောက်ဖြစ်ပါလေရဲ့နဲ့ပန်းသီးကိုတတိမပေးမိခဲ့ရကောင်းလားခရုမဆိုင်ခဲ့မိရကောင်းလားဆိုပြီးတော့ဒါအရင်တို့မနာပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်ဒီသတင်းကိုနားထောင်နေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့လည်းနော်ဒါအသေးရောင်အသေးဝါဘီပိုးများရှိခဲ့ရင်ကြိုတေးခရုဆိုင်ကြဖို့ကိုနော်ဆရာဝန်တစ်ဖြစ်လဲလူရှင်တော်မင်းသားကြီးဇာကနာကတော့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်လူရှင်တော့ပန်းသီးရဆိုရင်အသက်ရောင်အသက်ဝါဘီပိုးရှိခဲ့တာကိုဂရုမထားမိခဲ့တာကြောင့်နော်နောက်ပိတ်ဆုံးအသက်ကင်ဆာနောက်ဆုံးအဆင့်နဲ့ယခုလိုမျိုးကွယ်လွန်အနေဆာရောက်ခဲ့တာပဲဖြစ်ပါတယ်ဗျ